အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့နိုင်ငံနဲ့လည်းမစိမ်းကျွန်တော်နိုင်ငံနဲ့လေရင်စီးလိုက်2နိုင်လောက်ပဲစီးရတဲ့အခုလက်ရှိ2025ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ဟာတွေတော်တော်များများပိုင်ဆိုင်ထားတဲ့စင်ကာပူနိုင်ငံအကြောင်းကိုအဓိကဒီနေ့တင်ပြသွားချင်ပါတယ်ဆိုတော့နိုင်ငံကဘလောက်ပဲကောင်းဘလောက်ပဲအဆင်ပြေတစ်ဖက်မှာလည်းအားနေတဲ့ဟာတွေတော့ရှိနေပါသေးတယ်เนาะဆိုတော့အခုလက်ရှိကောင်းတဲ့ဟာတွေတချို့ပြောမယ်ဆိုရင်ကျွန်တော်တို့စင်ကာပူလက်ရှိဝန်ကြီးချုပ်ဆိုရင်လည်းစင်ကာပူဒေါ်လာတနည်းကို1.5 သန်းကျော်ရရှိတာဖြစ်တယ်ပေါ့เนาะဆိုတော့ဒီကမ္ဘာပေါ်မှာရှိသမျှဒီမိုကရေစီအစိုးရတိုင်ဝမ်ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရတွေမှာဝန်ကြီးချုပ်တွေရှိတယ်သမ္မတတွေရှိတယ်အဲ့ဒီမှာတော့သူကတော့လဆအများဆုံးပဲခုနပြောတဲ့ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံကြီးတွေရဲ့ဥပမာ USA တို့ UK တို့Aussie တို့ Canada တို့ပြန်တိတို့ဂျာမန်တို့စပိန်တို့နဲ့ရှင်လိုက်ရင်အနည်းဆုံး4ပုံ5ပုံလောက်ကွာနေတယ်သူတို့ရဲ့ရရှိတဲ့လစာဝင်ငွေကပေါ့နော်ဆိုတော့သူတို့ကအစိုးရဝန်ထမ်းတွေကအဲ့လိုလုံလောက်ရတော့လက်ပေးလိုက်ယူစရာလည်းမလိုတော့ဘူးပေါ့နော်ဆိုတော့အခုလက်ရှိသူတို့ရဲ့စင်ကာပူ passport ဆိုရင်လည်းကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့2025မှာနိုင်ငံပေါင်း190ကျော်ကိုသူတို့ကဗီဇာမလိုပဲနဲ့တွာလာနိုင်တာဖြစ်တယ်ပေါ့နော်ဆိုတော့စင်ကာပူ passport ကအဲ့လိုဘာလို့ကြည့်ရလဲဆိုတော့ကျွန်တော်တို့စင်ကာပူနိုင်ငံသားတွေတော်တော်များများကပညာတတ်တွေပဲနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပြီးနိုင်ငံတကာလူတွေရဲ့ယုံကြည်မှုကအားကြီးရလို့ပြောမှာပေါ့နော်ဆိုတော့ဒါပေမဲ့ဘလူပဲအကောင့်တွေရှိတစ်ဖက်မှာလည်းအင်ချီရမယ်ဒီစင်ကာပူမှာရှိပါတယ်ဒီ2025မှာဆိုရင်အင်ချီရမယ်ဒီ1000ကနေ2000ကြားမှာရှိပါတယ်အစိုးရကသူတို့ကဒီအင်ချီရမယ်ဒီကိုစီမံခန့်ခွဲပေးတယ်သူတို့ကိုအဲ့လိုစုပေါင်းနေထိုင်တဲ့အိမ်တွေအပါမင်းတွေကိုသူတို့လုပ်ပေးတယ်ဒါပေမဲ့ကြာလာတော့ဒီအင်ချီရမယ်တွေကလည်းသူတို့ကအစိုးရစီစဉ်ပေးတဲ့အဲ့လိုစုပေါင်းနေတဲ့ဟာမျိုးကိုသူတို့ကလည်းမကြိုက်ကြဘူးဆိုတော့ပြန်ပြီးတော့လမ်းပေါ်ရောက်လာကြတာပေါ့နော်ဆိုတော့စင်ကာပူမှာတော့အင်ချီရမယ်တွေရှိတယ်ဆိုမဲ့ကျွန်တော်တို့တခြားတိုးတက်ဖွံ့ဖြိုးပြီးသားနိုင်ငံတွေလိုလမ်းမတွေမှာလို့တော့လမ်းမပေါ်မှာတော့ကျွန်တော်တို့နေ့လည်နေ့ခင်းတွေမှာတော့မမြင်ရဘူးသူကပြောမယ်ဆိုရင်စင်ကာပူကအင်ချီရမယ်တွေကသူတို့ကအလုပ်ရှိကြတယ်အလုပ်ကိုင်ရှိကြတယ်အများစုကအလုပ်ကိုင်ရှိကြတယ်နေ့လည်ဒီမှာလမ်းပေါ်မှာအဲ့လိုကလင်ကချီလိုမမြင်ရအောင်သူတို့ကနေ့လည်မှာအလုပ်လုပ်ကြတယ်ညကြမှာကြတယ်သူတို့ကလမ်းပေါ်ကိုရောက်လာကြတာဖြစ်တယ်လမ်းပေါ်ရောက်လာကြတာဖြစ်တယ်ဆိုတော့စင်ကာပူမှာတကယ်တမ်းကကျွန်တော်တို့တဦးချင်းဝင်ငွေကသူတို့စင်ကာပူဒေါ်လာအနည်းဆုံး8000ပတ်ဝန်းကျင်လောက်ရှိတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သူတို့နိုင်ငံမှာတတ်မှတ်တဲ့ဒီအဲ့လိုအဝက်ဆော်တာလို့တန့်ရှင်းလို့တာတို့လုံချုံရင်းလို့တာတို့အတက်ကြီးလို့ပြုစုတာတို့အိမ်ဖော်လို့တို့ဘာလို့ပေါ့နော်သူတို့နိုင်ငံသားတွေကိုပြောတာကျွန်တော်နိုင်ငံတကာလာတဲ့ဟာတွေအတွက်ပြောတာတော့မဟုတ်စားတောက်ဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေတို့အဲ့ဒါမျိုးတွေကြတော့သူတို့ကလက်စာ1500သူတို့စင်ကာပူဒေါ်လာ1500နီ2000ပတ်ဝန်းကျင်လောက်ပဲရကြတယ်ပေါ့နော်ဆိုတော့ခုနကဒီအင်ချီရမဲတွေဟာဆိုရင်လည်းအဓိကအားဖြင့်ဒီလိုမျိုးအလုပ်တွေလုပ်ကြတာဖြစ်တယ်အင်ချီရမဲဆိုလို့ခုနပြောတဲ့အတိုင်းသူတို့ကအိမ်ရှိတာမရှိတာဖြစ်တယ်အလုပ်ကိုင်းလည်းရှိကြတယ်ပေါ့နော်ပြောရမယ်ဆိုရင်အင်ချီရမဲတာဖြစ်ကြအလုပ်ကိုင်းနဲ့တည်တန်းရှိကြတယ်ပေါ့ဆိုတော့ကျွန်တော်တို့တခြားဒီဖွံ့ဖြိုးပြီးသားနိုင်ငံတွေမှာတတ်မှတ်ထားတာရှိတယ်တဦးချင်းဝင်ငွေအနိုင်ဆုံးဘလောက်ပေးရမယ်ဒီထက်ဥပမာအသက်အဒေါက်ဆိုရင်18 23 25ရဲ့အထက်ကိုဆိုရင်အနိုင်ဆုံးလားဆိုဘလောက်ပေးရမယ်ဆိုအဲ့လိုတတ်မှတ်ထားတယ်ရှိတယ်ဆိုတော့ဒီလိုတိုးတက်ဖွံ့ဖြိုးပြီးသားဒီမိုကရေစီနိုင်ငံတွေမှာအဲ့လိုမျိုးရရှိခံစားရတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တခြားနိုင်ငံ illegal တွေတရားမဝင်လာတဲ့တချို့ဟာတွေကတော့နှိမ်နေတဲ့ဟာတွေပဲညာရှိတာပေါ့ဒါပေမဲ့ကျွန်တော်တို့အစိုးရကတရားဝင်ခံထားတဲ့နိုင်ငံသားမှန်သမျှကအဲ့လိုမျိုးအဲ့လိုအနိုင်ဆုံးလားဆိုတာရှိတယ်တန်းတူအားကြီးလားကွာမနေဘူးပေါ့နော်ဆိုတော့စင်ကာပူရဲ့အားနည်းချက်ကအဲ့ဒါသူတို့က
အိုးချင်းဝင်ငွေတအိုးချင်းဝင်ငွေ8000လောက်ရနေပြီမဲ့ဒီလိုမျိုးအစားတောက်ဆိုင်တို့တန်ရှင်ရီတို့လုံချုံရီတို့လောက်ရတဲ့ဟာတွေကြတော့လာစာ1500နဲ့နေ2000ကြားမှာပဲသူတို့ကရကြတာဖြစ်တယ်ပြီးတော့အားနဲ့ချက်ကစင်ကာပူမှာအသက်60ကတော့ငယ်သေး80ကျော်85 80လောက်ဆိုရင်လည်းသူတို့ကအစိုးရကထောက်ပံ့တဲ့ပြင်ဆင်အစိုးရကထောက်ပံ့တဲ့ပြင်ဆင်ဆိုတာလောက်လာမရှိဘူးဆိုတော့ကျွန်တော်တို့တခြားတိုးတက်ဖွံ့ဖြိုးပြီးသားနိုင်ငံဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးပြီးသားနိုင်ငံအုပ်ချုပ်မှုကောင်းတဲ့နိုင်ငံတွေမှာတော့သူတို့ကတက်ကြီးတနိုင်ငံနဲ့တော့ကွာတာပေါ့နော်သူကတက်ကြီးတွေကိုသူတို့ကထောက်ပံ့တယ်အငိမ့်စားလာစားပေးတဲ့သဘောပေါ့နော်ဆိုတော့စင်ကာပူမှာတော့အဲ့ဒါတော့အသက်85 80လဲကျွန်တော်တို့မြင်နေရတယ်စားတောက်ဆိုင်တွေမှာလောက်တာမြင်နေရတယ်တန်ရှင်းလောက်တာဒီမြင်နေရသေးတာဖြစ်တယ်ကျွာလာစာကအဲ့လိုပေါ့တအားကွာချလွန်းတယ်စင်ကာပူမှာတော့သူတို့ကဒီလွန်ခဲ့တဲ့ဝန်ကြီးချုပ်စင်ကာပူနိုင်ငံတည်ထောင်တဲ့လီကွန်ယူကတော့သူကငကိုထဲအားလုံးသိပြီးတဲ့အမျှော်မြင်ရှိနဲ့အဓိကသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကတော့ပညာရေးပဲသူတို့ကပညာရေးကိုအဓိကရင်းနှီးမြှုပ်နှံတယ်ဆိုတော့စင်ကာပူနိုင်ငံသားတိုင်းမာနမြမှာသူတို့ကပညာရေးကသူတို့ရဲ့ပညာရေးကကမ္ဘာ level အရှင်းနှန်းရှိတယ်ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တယ်သူတို့ရဲ့အတတ်တည်တဲ့ပညာတွေကကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ခါမှာကုမ္ပဏီကမ္ဘာနိုင်ငံကရှိသမျှကုမ္ပဏီတွေလည်းတော်တော်များများကအဲ့ဒီမှာလာပြောဖွင့်ကြတယ်ပြီးတော့သူတို့စင်ကာပူနိုင်ငံသားတွေအင်္ဂလိပ်မှာလည်းသူကကမ္ဘာ level အဆင့်နဲ့ပြောင်းနိုင်ဆိုနိုင်တယ်ဆိုတော့ကမ္ဘာပေါ်မှာရှိတဲ့စီးပွားရေးလုပ်ငန်းမှန်သမျှတွေတော်တော်များများတွေကစင်ကာပူမှာသူကလာပြီးတော့စီးပွားရေးအချီချကြတယ်ဒီကမ္ဘာပေါ်မှာငွေကြီးနဲ့ပတ်သက်တဲ့ဆွစ်ဇာလန်ကအဓိက main ဆိုမှာကျွန်တော်တို့အရှိပိုင်းမှာကြတော့အရှိတိုင်းမှာကြတော့စင်ကာပူအရှိတိုင်းဆွစ်ဇာလန်လို့ခေါ်တာပေါ့နော်ငွေကြီးမှာလည်းစိတ်ချရတယ်သူတို့ရဲ့စင်ကာပူဒေါ်လာကလည်းခိုင်မာတယ်ဆိုတော့နိုင်ငံတနိုင်ငံတူးတက်တဲ့အကြောင်းရင်းကတော့လူသားအရင်းမြစ်ဖွံ့ဖြိုးတာပေါ့နော်သူတို့ကလူသားအရင်းမြစ်ဖွံ့ဖြိုးတယ်တခြားနိုင်ငံနေသူတို့ကခေါ်လိုက်တဲ့ PR လို့အမေရိကန်နေထိုင်ခွင့်ပေးတဲ့စင်ကာပူနိုင်ငံသားဖြစ်ခိုင်းတဲ့ဟာတွေကလည်းအနိုင်ဆုံးဘွဲ့တွေဘယ်လိုရမှပညာရေးရှင်တွေဘယ်လိုရှိမှပတ်စံရှိဘွဲ့လို့ဘာညာပေါ့နော်လူပြောမယ်လက်ရွေးစင်လူသားတွေကိုပဲသူကစင်ကာပူနိုင်ငံသားပေးတဲ့ PR ပေးတယ်ဆိုတော့စင်ကာပူနိုင်ငံသားတွေကပြောရမယ်ဆိုရင်သူကလက်ရွေးစင်အင်းညောင်တွေမရှိဘူးပေါ့နော်ပညာတတ်တွေပဲဆိုတော့သူတို့နိုင်ငံမှာစီးပွားရေးလောက်ရတာလည်းအဆင်ပြေတယ်ပြီးတော့သူတို့နိုင်ငံမှာတက်အစိုးရကိုပေးရတဲ့တက်ကလည်းတခြားတိုးတက်ဖွံ့ဖြိုးပြီးသားနိုင်ငံတွေလိုမှလည်းတအားကွာတယ်တခြားတိုးတက်ဖွံ့ဖြိုးပြီးသားနိုင်ငံတွေထက်တဝက်လောက်ကိုတက်တာတယ်အဲ့တော့နိုင်ငံတကာကလာပြီးတော့စီးပွားရေးလုပ်ကြတယ်ပြီးတော့စီးပွားရေးတစ်ခုခုသူတို့နိုင်ငံမှာဖွင့်ပြီးတော့လုပ်မယ်ဆိုရင်လည်းသူကလောက်ရတာအလွယ်ကိုတယ်မြန်ဆန်တယ်ဥပမာကျွန်တော်တို့တပတ်လောက်နဲ့ပြီးသွားရဆိုပါတော့တခြားနိုင်ငံတွေဆိုရင်2လလောက်ကြာမယ်နှစ်နဲ့ချီမယ်အဲ့လိုမျိုးတွေသူတို့ကျတော့မြန်ဆန်အောင်နေရာတစ်ခါမှာလွယ်ကူမြန်ဆန်အောင်လုပ်ပြီးတယ်အဲ့ဒါကြောင့်မလို့သူတို့နိုင်ငံကကမ္ဘာပေါ်မှာရှိသမျှလုပ်ငန်းတွေတော်တော်များများအဲ့မှာလုပ်တယ်ပြီးတော့သူတို့ရဲ့လုပ်သားတွေကလည်းအခုနပြောတဲ့အတိုင်းပညာတတ်တွေများတယ်ပညာတတ်တွေသူတို့ရဲ့ပညာကကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တယ်ကမ္ဘာဝင်ဆန့်တယ်အဲ့တော့သူတို့ကအခုနပြောတဲ့ passport တွေပါညာဆိုရင်လည်းကမ္ဘာပေါ်မှာဩရာကြီးရတဲ့အကြောင်းရင်းကအတာပဲသူတို့ကဒေါင်မီတွေပြောမှာပေါ့နော်ကမ္ဘာပတ်ပြီးတော့သွားမယ်ဆိုရင်လည်းဒေါင်မီတွေကျွန်တော်တို့တခြားဒီနိုင်ငံကြီးတွေရှိမယ် UK တို့ Austria တို့ Canada တို့ Brazil စပါလဲပြန်တီးတို့ဂျာမန်တို့စပိန်တို့ဘာညာသူတို့လည်းတူတဲ့ဖွံ့ဖြိုးပြီးသားနိုင်ငံဟာဆိုပြီးမဲ့ဥပမာနိုင်ငံတကာ refugee တို့တခြားနိုင်ငံအများကြီးတွေခေါ်တယ်လူတွေကပြောက်တောက်တွေအများကြီးပြီးတော့သူကအဲ့နိုင်ငံသားတွေဖြစ်သွားကြတယ်ဒါပေမဲ့ကဘာတွေဘာညာလက်ပတ်တဲ့အချိန်မှာအဲ့နိုင်ငံသားတွေတာဖြစ်သွားကြတာအဲ့နိုင်ငံရဲ့စကားကိုလည်းပြဖို့ကမပြောတတ်တဲ့လူတွေအများကြီးအင်္ဂလိပ်လိုလည်းမပြောနိုင်တဲ့လူတွေအများကြီးအဲ့လိုကွာတာပေါ့နော်သူ့ရဲ့ power ချင်းကွာတာပေါ့ဆိုတော့စင်ကာပူကနိုင်ငံသိပြီမဲ့သူကပညာရေးကိုအဓိကရင်းနှီးမြှုပ်နှံထားတယ်ဆိုတော့အခုနိုင်ငံတနိုင်ငံမှာဒွန်ထွက်ပစ္စည်းတွေတဘာဝတန်ညာညတာတွေဒွန်ထွက်ပစ္စည်းတွေ
ဥပမာကြောက်စိမ့်ပါညာတွေကအရေးကြီးစင်ကာပူနိုင်ငံတော့အဲ့ဒါသူတို့တော့အရေးမကြီးဘူးသူတို့အဲ့ဒါတွေမရှိလဲသူတို့ကအဲ့ဒီရှိတဲ့နိုင်ငံတွေစက်ကိုတိုးတက်အောင်တော်တော်ဖန်တီးနိုင်တာဖြစ်တယ်အခုလက်ရှိဒီစင်ကာပူ Airlines ဆိုလဲကြာပြီဘယ်နှစ်တောင်10နှစ်လောက်ကိုရှိနေပြီပေါ့နော်ကမ္ဘာပေါ်မှာလက်ရှိအကောင်ဆုံးဝန်ဆောင်မှုပေးတဲ့အကောင်ဆုံးနံပါတ်1ဒီပဲရတာပေါ့နော်ကမ္ဘာပေါ်မှာသူတို့လီစိတ်ထဲမှာလဲရှိတဲ့ဒီညဒီမှာကြည့်လို့ရတဲ့ zoo ဟောပေါ့သတိဆိုင်ယုံတွေပါညာလဲသူတို့ကထားပေးထားတယ်ပြီးတော့သူတို့ရဲ့ဝန်ဆောင်မှုပေါ့နော်အဓိကတော့ဒီသူတို့စင်ကာပူ Airline ရဲ့အဓိကဝန်ဆောင်မှုတွေကလည်းတခြားလင်းထက်အများကြီးတာဝန်ကောင်းမွန်တဲ့အတွက်ကြောင့်သူတို့ကကမ္ဘာပေါ်မှာလက်ရှိ Airline မှာလည်းနံပါတ်1ရနေတာ10နှစ်လောက်ရှိပြီပေါ့နော်ဆိုတော့ဘယ်နိုင်ငံထဲမှာရှင်လို့မရဘူးဖြစ်နေတယ်ပြီးတော့သူတို့ရဲ့နောက်တစ်ခုအားနည်းချက်ကစင်ကာပူမှာအလုတ်ချိန်ကများတယ်ကျွန်တော်အနည်းဆုံး45နာရီတစ်ပတ်ကိုအနည်းဆုံး45နာရီနိုင်50လောက်လောက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တခြားဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာဆိုနိုင်40အောက်ပဲလောက်ရတာပေါ့နော်ဒါအစိုးရကတရွံတတ်မှတ်ထားတာဆိုတော့အားနည်းချက်လေးတွေသူတို့ဒီအသက်ကြီးတဲ့ချိန်မှာလည်းအလုပ်လုပ်ရသေးတယ်အလုပ်ချိန်ကလည်းရှည်တယ်ပြီးတော့ကျွန်တော်တို့ဒါဘိုးတုတအနေနဲ့ဒါစင်ကာပူမှာPK တချို့ပြော PK တွေစားလို့မရဘူးတဲလို့မရဘူးဆိုတာတော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ကျန်းမာရေးရတည်ဝင်အစိုးရရဲ့ဒီစီးစာရရှိတယ်ဆိုရင်တည်ဝင်တဲသွားလို့ရပါတယ်စားလို့ရပါတယ်เนาะ PK ကတော့ဆိုတော့ဒီလီစိတ်ထဲမှာဆိုလည်းသူတို့ကအခုလက်ရှိနာမည်ကြီးနေပန်းချံပေါ့เนาะပန်းချံရှိတယ်ပြီးတော့ညမှာကြည့်လို့ရတဲ့သတိဆိုင်ယုံတွေကလည်းစီစဉ်ပေးထားတယ်ပေါ့နော်ဆိုတော့ဒီနောက်တစ်ခုအားနည်းချက်ကတော့သူတို့စင်ကာပူမှာကျွန်တော်တို့ကကားပိုင်ဆိုင်ရတာတော့မလွယ်ဘူးပြောမှလည်းမသိဘူးကမ္ဘာပေါ်မှာရှိသမျှနိုင်ငံတွေမှာကားပိုင်ဆိုင်မှုမှာတော့တန်ဖိုးအကြီးဆုံးလို့ပြောမှာပေါ့နော်ကျွန်တော်တို့ကားတစ်စီးပိုင်ဆိုင်ဖို့ကိုကားရဲ့တန်ဖိုးအပြင်ကျွန်တော်တို့ကားတစ်စီးရဲ့ပိုင်ဆိုင်ခွင့်ပေါ့နော်ပိုင်ဆိုင်ခွင့် permit ဆိုတာရှိတယ်အဲ့ဒါအခုလက်ရှိ2025မှာဆိုရင်လည်းသူကအနည်းဆုံးစင်ကာပူဒေါ်လာ3,000,000ကျော်တယ်ဆိုတော့ဒီဥပမာကျွန်တော်တို့တခြားဖွံ့ဖြိုးပြီးသားတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်ဒီကားတစ်စီးရဲ့တန်ဖိုးကကျွန်တော်တို့ပုံမှန်ကားဆိုပါတော့ဗျာUS ဒေါ်လာနဲ့ပြောမယ်ဆိုရင်9,000ထားပါတော့ဒါပေမဲ့ဥပမာစင်ကာပူမှာဆိုရင်တော့အဲ့ဒါက3,000,000ခွဲပေးရမှာပေါ့နော်သူကကားပိုင်ဆိုင်ခွင့်လက်မှတ်3,000,000အဲ့ဒီပုံမှန်ကားအတွက်9,000ခွဲပေးရမယ်ဆိုတော့စင်ကာပူကဘာလို့ဒီလိုမျိုးကန့်သတ်ရတာလဲဆိုတော့သူကနိုင်ငံသေးတဲ့အတွက်ကားတွေအများကြီးရှိခွင့်မပေးဘူးပေါ့နော်ပြီးတော့အဲ့ဒီကားပိုင်ဆိုင်ခွင့်လက်မှတ်ကသူကတဘောကတက်တန်းရှိတယ်သူမှ10နှစ်ပဲရှိတယ်တဘောကပြင်တက်တန်း10နှစ်ပြင်တက်တန်းထပ်တိုးရမယ်ဆိုတော့စင်ကာပူနိုင်ငံမှာဒါအခုနပြောတဲ့တာမန်ကားပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဇင်ခံကားတွေဥပမာဒေါ်လာ3,000,000 4,000,000တန်တဲ့ကားတွေဆိုပါတော့အဲ့ဒါဆိုရင်သူတို့နိုင်ငံမှာက3,000,000 4,000,000မဟုတ်တန်းချီပြီးတော့ကျသွားတာဖြစ်တယ်သူကတန်ဖိုးကြီးလေခုနပြောတဲ့ပါမစ်နဲ့သူအခွင့်တွေလည်းပိုကောက်လေဖြစ်တယ်ဆိုတော့စင်ကာပူနိုင်ငံမှာရှိတဲ့ကားဝယ်စီးတဲ့အကောင်းစားတွေရှိတဲ့ဟာတွေကတော့တကယ်တထေးတွေလို့ပြောရမှာဖြစ်တယ်ပေါ့နော်တခြားဘယ်နိုင်ငံတွေမှာရှင်လို့မရဘူးဆိုတော့အဓိကကတော့ပ
ပြီးတော့စင်ကာပူမှာကျွန်တော်တို့ကခုနပြောတဲ့ English ကားဒီဆိုပြီးမဲ့လဲကျွန်တော်တို့ဒီအဓိကဒီလူမှုပတ်ဝန်းကျင် shopping တို့ဈေးတို့ bus ကားတို့မှာပြောနေတဲ့အင်္ဂလိပ်ကတော့ကျွန်တော်တို့ကsingle လို့ခေါ်တာပေါ့နော် single လို့ခေါ်တယ်သူတို့ကဒါမဲ့တကယ်တော့အစိုးရရုံးတို့ဒီ company တို့ပေါင်းမှာတော့ဝင်ကြည့်ချုပ်အရင်ကလေကွန်ယူကပဲသူကပြောထားတာရှိတယ်တကယ် standard English ကိုပြောစီချင်တာပေါ့နော်အဲ့လိုမျိုးအဲ့လိုသူတို့ single ကိုမပြောစီချင်ဘူးအာရမတာလန်တကယ် standard English ပြောမှတာလန်ကဘာဝန်ဆန်ပြီးတော့နေရာတကာမှာကဘာဘာနဲ့ရေမောင်တားနိုင်တာပေါ့နော်ဆိုတော့စင်ကာပူ single ဆိုတာတော့single ဆိုတော့ဟိုလိုမျိုးလဲဝါလောက်ဆိုတဲ့ဟာမျိုးတွေပေါ့နော်တရုတ်ပြီးတော့ပါတယ်လာဆိုတဲ့ဟာမျိုးတွေလေစင်ကာပူဒီမှာတော့တအားပြောတယ်လေ no လားရလားအဲ့လိုမျိုးတွေဝါလောက်ဆိုတာဥမာ why so hot today ဆိုတာဥမာဝါလောက်ဆိုတာအဲ့လိုမျိုးပေါ့you don't know me အဲ့လိုမျိုးတွေပေါ့သူက single ဆိုတာ you don't know me အဲ့လိုမျိုးသူကအနောက်မှာမဲတဲ့ this one လားဆိုတဲ့ဟာမျိုးတွေပေါ့သူကစင်ကာပူမှာတော့ဒါမဖြစ်မနေအဓိက outside မှာလူမှုဝန်ကျင် restaurant တွေ bus car တွေမှာသူတို့အဲ့ဒါတွေပြောနေကြတာဖြစ်တယ်ပေါ့နော်ဆိုတော့စင်ကာပူပြောတဲ့single ကတော့လူမှုပေါင်းကျင်မှာအများကြီးပြောမယ်အစိုးရကတော့အဲ့လိုမျိုးEnglish standard ကိုပဲပြောနိုင်ဖို့ပြောဖို့ကိုအားပေးတိုက်တွန်းပြောဖို့ကိုအားပေးတိုက်တွန်းနေတာဖြစ်တယ်ပေါ့နော်ဆိုတော့စင်ကာပူနိုင်ငံမှာအဓိကကဘာသာရေးကိစ္စမှာဆိုရင်လည်းသူအစိုးရကဆွေးနွေးခွင့်မပေးဘူးနေရာတကာလက်ဖက်ဆိုင်လူမှုအပတ်ဝန်းကျင်မှာဘာသာရေးကိစ္စတွေကိုသူလုံးဝဆွေးနွေးခွင့်မပေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီဘာသာရေးကိစ္စတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာအမာယွန်းနေရှိနိုင်တယ်တယောက်နဲ့တယောက်နားလည်မှုရှိနိုင်တဲ့အတွက်သူကဘာသာရေးကိစ္စနဲ့တော့မဆွေးနွေးခွင့်မပေးဘူးပြီးတော့ကျွန်တော်တို့စင်ကာပူမှာလက်ညှိုးထိုးလို့မရပါဘူးလက်ညှိုးထိုးလို့မရဘူးဆိုတာဒီလိုနိုင်ငံတနိုင်ငံမှာအကျဉ်မကြိုက်တဲ့အကျဉ်လေးတွေသူတို့လက်မခံနိုင်တဲ့အကျဉ်လေးတွေရှိရလေအဲ့ဒါလက်ညှိုးထိုးတဲ့အကျဉ်ကလည်းစင်ကာပူမှာကျွန်တော်တို့သူတို့မကြိုက်ကြပါဘူးเนาะအဲ့ဒါကိုပြောချင်ပါတယ်ကျန်တဲ့ဟာအပိုင်းတော့နောက်မှပဲဆက်ပြီးတော့ပြောတော့မယ်